လင်းထိတ်သားဆန်သူစားနဲ့မပါတဲ့နေ့ရက်လေးတရက်မှာကောက်လို့တငယ်ချင်းအုပ်စုကပျော်ပျော်ပါပါနဲ့မုကထားသွားစားမှာဖြစ်ပါတယ်။ကန်ကောင်းချင်းတော့အမှ promotion လေးနဲ့တွေ့ခဲ့တယ်ပေါ့နော်။တခါတလေမှာကိုကအရန်ကန်ဆိုးတယ်ထင်နေတဲ့အချိန်မှာကိုကကန်ကောင်းသွားတတ်ပြီးတော့သူ့ကိုယ်သူအရန်ကန်ကောင်းတယ်လို့ထင်တယ်ကိုတငယ်ချင်းကလည်းကန်ဆိုးသွားတတ်ပါတယ်။ကောက်တော့ buffet မဟုတ်ဘဲနဲ့ဆက်မီနူလေးစားတာဖြစ်တဲ့အတွက်သူကအန်စာတုံးလေးလှည့်ခိုင်းတယ်။ဆက်မီနူ20မှာမဟုတ်လို့အန်စာတုံးနှစ်ခါလှည့်ရတဲ့အချိန်မှာကောက်ကလှည့်လိုက်တာတစ်ပဲကြောက်ဟဲငါကန်ဆိုးသွားပြီလားလို့ထင်တာ။ကန်ဆိုးသွားတာမဟုတ်ဘဲနဲ့ပမုတ်မီခင်လေးလက်ဆောင်ရပါတယ်။သူကအပေါ်ရေခဲမုတ်လေးပါပါတယ်တော်တော်စားကောင်းတယ်။ကိုကိုကြီးတို့လှည့်လိုက်တော့နံပါတ်6တောင်ကြတော့သူတို့အရန်ပျော်သွားတယ်ဒါပေမဲ့နံပါတ်6ကကျေးဇူးတင်ပါသည်တဲ့တခုတည်းတော့ပါတယ်ကျေးဇူးတင်ပါသည်ကိုသူတို့ကြားတာစကားမဆက်လေမုမုခထားမှာဒီချိန်သွားစားအရန်တန်တယ်တလားဆက်လေးတက်ဆက်မှလို့ရှင်ပစုံအစိမ့်တုပ်လေးပါတယ်အကင်းနဲ့တွဲစားဖို့ချစ်တပွဲပါတဲ့အပြင်ကောက်တူကပါမုတ်မီကင်းလေးနဲ့ရေခဲမုတ်လေးပါမဲပေါက်တော့အရန်တန်ဒါလေးကတော့ကြော်ညာကမြူလာတဲ့ honest review လေးတစ်ဖြတ်ပါကောက် review ပေးနေတဲ့အချိန်မှာပဲအရှက်မရှိတဲ့လူသားနှစ်ယောက်ကသူများမဲပေါက်တဲ့ရေခဲမုတ်နဲ့ပါမုတ်မီကင်းလေးကိုအာမနာရှာမကျူတစ်ဖြဲနှစ်ဖြဲစားနေပါတယ်ကောက်ကလေမူကထားတွေပါတယ်စားလို့ရှိရင်လေအရန်မစားနိုင်တဲ့သူဆိုတော့ဒီမုကထားဆက်မီနူလေးကကောက်ထွက်တော်တော်လေးကိုအဆင်ပြေရတလားစားလို့လည်းကောင်းတယ်လဲလဲဆက်ဆက်တန်တန်ရှင်းရှင်းလေးတော်တော်လေးရှိရကောက်ဆိုလို့ရှိရင်အကင်စားခြင်းလို့ရှိရင်နီနာနာဒီမြန်မာပလာဇာကဒီမုကထားမှာပဲခဏခဏလာစားပြပုံမှန်ဆိုစားလို့ရှိရင်ကောက်ဘိုင်းဒီလောက်ပဲတင်ဖြစ်တာဆိုမဲ့အခုတစ်ခေါက်ကကျတော့တငယ်ချင်းတွေနဲ့လည်းလာစားရဖြစ်တယ်ပြီးတော့ promotion လေးလည်းရှိတော့အားလုံးကိုသိစေချင်တာနဲ့ကောက်ဗီဒီယိုလေးတင်ပေးလိုက်တာဖြစ်ပါတယ်တငယ်ချင်းတွေနဲ့လာစားရဆိုပေမဲ့ဟိုလင်းထိတ်ဓာတ်ဆန်မှာသူစားနွယ်မတော့မပါခဲ့ပါဘူးကဲလို့သူစားနွယ်မဒီဗီဒီယိုကြည့်နေဆိုလို့ရှိရင်လည်းငါတစ်ခါတည်းပြောလိုက်မယ်သူစားနွယ်ရေနေမရှိလဲငါတို့ကပျော်တယ်အော်ကောက်တစ်ခုပြောဖို့မေ့သွားဗီဒီယိုအစမှတွေ့ခဲ့တဲ့ထမင်းကြော်လေးရတယ်အဲ့ဒါလည်းလက်ဆောင်ရရသေးလားအဲ့တော့ပစိုးအစိမ့်တုပ်တွေရောပါမုတ်မီကင်းနဲ့ရေခဲမုတ်ကောထမင်းကြော်တွေရောလက်ဆောင်ရတာဖြစ်တဲ့အတွက်ဆက်29ကောက်တို့တငယ်ချင်း4ယောက်စားတာအဝအပြဲဘိုက်တင်းကားနေအောင်စားတာလုံးဝမကုန်ပါဘူးဒီကြားထဲကောက်တို့စားလို့ပြီးလဲပြီးတော့အချိုတဲဖို့ဆိုပြီးတော့ဖရဲသီးလက်ဆက်ချွတ်မွေးလေးလဲလာကျွေးသေးတာ4ယောက်လုံးအဝအပြဲဘိုက်တင်းကားနေအောင်စားအောင်မှာတယောက်ကို2000ဝန်းကျင်လောက်ဝယ်ကြတာဖြစ်တဲ့အတွက်ကောက်ကတော့တော်တော်လေးတန်နေလို့ခံစားရအားလုံးသိတဲ့အတိုင်းမုကရာအပြန်ကြားလို့ရှိရင်ဆက်ကိုအဲဒီနှစ်ခွက်လက်ဆောင်ပေးရဲအဲ့ဒါတော့မယူနိုင်တော့ပါဘူးတော်တော်လေးကိုဘိုက်တင်းကားနေရပါတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတတား